ကျွန်တော်နာမည်ကိုမုတ်ဆိုးဖို့တေလို့ခေါ်ကြတယ်ကျွန်တော်ကဒီတောကြီးနဲ့မနီးမဝဲကရွာကလေးမှာနေထိုင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကျွမ်းကျင်တာကအမဲလိုက်တဲ့မုတ်ဆိုးအလုပ်ပါကျွန်တော်ပြောချင်တာကဒီဆက်လန်းမှာကျွန်တော်ကဧည့်သည်တယောက်အဖြစ်ခဏတာပါဝင်ပေးရတာပေါ့ဗျာဒါပါပဲဟုတ်ပြောရင်ဆိုရင်တွေ့ပြီဗျဒါကတောကောင်ကြီးရဲ့ခြေရပဲကျွန်တော်အတွေ့အကြုံရာဒီလမ်းဟာဒီကောင်ကြီးတွားနေကြလမ်းထစ်တယ်ဒါကြောင့်ကြော့ကွင်းထောင်ရမှာပေါ့ကဲပြီးပြီစောင့်ကြည့်ရမှာပဲဟာဒီကောင်တော့တေတော်မှာပဲရှင်တေတကောင်လုံးအိတ်နေတာမမြင်ဘူးလားကွာတောင်းမှန်ပါတယ်ဗျာကျွန်တော်ကိုမတတ်ပါနဲ့နော်ကျွန်တော်ကိုခွင့်လွှတ်ပါဗျာနော်ကျွန်တော်ကိုလွှတ်ပြီးခဲ့ရင်ဒီနေ့ကျရင်ခမ ्या ကိုကျေးဇူးပြန်ဆက်နိုင်အောင်ကြိုးစားပါမယ်ဗျာအောင်မမင်းလိုတေးကွေးတဲ့ကြွက်စီကငါလိုချင်းသေးကဘာအကူညီမှမလိုအပ်ဘူးကွာဒီတစ်ခါတော့တနာလို့လွတ်ပေးလိုက်မယ်နောက်တစ်ခါဆိုရင်တော့ငါအဆိုးမဆိုးနဲ့နော်ဟာ好聪明ဒုက္ခပဲကွာဝါပြီနဲ့တူတယ်ဟာကိုချင်းသေးပဲကျွန်တော်လာပြီဈေးမကူနဲ့ဒီကျူးဒီလောက်တော့ကျွန်တော်ကောင်းကောင်းဖြတ်နိုင်တယ်ဗျခဏလေးစောင့်ရတယ်ဗျဟာဟိုမှာမုဆိုးပုတ်လာနေပြီအချင်းမကောင်းဘူးကိုချင်းသေးပြေးအမြန်ပြေးဟာမောလိုက်တာကွာဟူတော်သေးတာပေါ့လွတ်ယုံမဲရှိတယ်ကဲမောင်ကျွတ်ရီမင်းကိုကျေးဇူးတင်ပါတယ်ကွာရပါတယ်ဗျာခမ ्या ကကျွန်တော်ကိုမတက်ခဲ့လို့သာအခုလိုကဲနိုင်တာပေါ့ဗျာအခုတော့ငါနားလဲပါပြီကွာ